အားလုံးပဲမင်္ဂလာပါခင်ဗျာကူစပေါ် channel นี่ကြိုဆိုလိုက်ပါ file 3 file ရတာဖြစ်ပါတယ်ဒါကတော့ပထမ file ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပထမဦးဆုံးရွေးချယ်လုပ်တဲ့ပေးမဲ့ပွဲစဉ်လေးရတော့ကိုမိုအသေးနဲ့ဖီတီနာသေးပွဲစဉ်ဖြစ်ပါတယ်အဲ့ရှင်ကိုမိုသေးရတော့တစ်လုံး30အနိုင်ပေါအောင်တာဖြစ်ပါတယ်ကိုပေါကြီးရတော့3လုံး80အနိုင်ပေါအောင်တာဖြစ်ပါတယ်ဒီနေ့သေးလုံးရဲ့ကာယဖာလေးကိုကြည့်ရမယ်ဆိုရင်တော့အဲ့ရှင်ကိုမိုသေးရကာယဖာအရင်ကောင်းနေတာဖြစ်ပါတယ်အဝေးဝင်းကလောက်စားတဲ့ဖီတီနာသေးရတော့ကာယဖာလုံးဝမကောက်ပါဘူးဗျာဘာဖြစ်လဲဆိုတော့သူကတန်းဆေးစုံရဲ့အစ်ဆက်ရှင်းနေရသည့်ရောက်ရှိနေတာဖြစ်ပါတယ်တီနာသေးရဗျာတော်တော်လေးကိုရလက်ဆိုးရနေတာဖြစ်ပါတယ်အဲ့ရှင်ကိုမိုသေးရတော့ကာယဖာတော်တော်လေးကောင်းနေတာဖြစ်ပါတယ်ဒါပေမဲ့ဗျာဒီအဝေးဝင်းကလက်ကန်နဲ့အတီနာသေးရဗျာတကယ်မှပြောတန်းရှင်းရမယ့်အသေးမဟုတ်ဘူးဗျာဒါပေမဲ့ဒီရာဒီမှာဗျာဒီသေးရတော်တော်လေးကိုရလက်ဆိုးရနေတာဖြစ်ပါတယ်ဒါပေမဲ့ဗျာဒီပွဲစဉ်မှာကျွန်တော်တို့အဲ့ရှေကိုမော်ပဲအနိုင်ရရှိတော့မလို့ကျွန်တော်ထည့်တယ်ဗျာဘာဖြစ်လဲဆိုတော့တီနာဒီပွဲမှာလည်းထက်ဆုံးမယ်လို့ကျွန်တော်ထည့်တယ်ဗျာဘာဖြစ်လဲဆိုတော့အဲ့ရှေကိုမော်တော်တော်လေးကောင်းနေတာဗျာတလုံး30နိုင်ဆိုတော့ဗျာအနည်းဆုံးတော့တလုံးတော့နိုင်သွားမယ်လို့ကျွန်တော်ထည့်တယ်ဗျာဒီပွဲစဉ်မှာလည်းကျွန်တော်အဲ့ရှင်းကိုမော်ပဲအနိုင်ရရှိတော့မလို့ကျွန်တော်ထည့်တယ်ဗျာဒီပွဲစဉ်မှာကျွန်တော်အဲ့ရှင်းကိုမော်ဘူဒီကိုကျွန်တော်ကြိုက်ပါတယ်ကျွန်တော်စီမှာဖိုက်3လုံးအကောက်တိတ်ဖွင့်ပြီးလက်ကစားလို့ရပါတယ်ခင်ဗျာဝိုက်ဘာဖုန်းနံပါတ်3မြောက်ကို85ခွန်က83ကိုလာရောက်မေးမြန်းဆက်လာနိုင်ပါလေခင်ဗျာနောက်ထပ်ပို့စစ်တပွဲကတော့ဟိုဖန်ဟေးတဲ့နဲ့ဖလိုက်ဘက်တွေပို့စစ်ဖြစ်ပါတယ်အဲ့ရှင်ဟိုဖန်ဟေးတဲ့ကတော့တလုံး90အနိုင်ပေါက်တာဖြစ်ပါတယ်ဂိုးပေါင်းကြီးကတော့3လုံး90အနိုင်ပေါက်တာဖြစ်ပါတယ်ဒီနေ့တဲလုံးရဲ့ကာယဖာကိုကြည့်ရမယ်ဆိုရင်တော့အဲ့ရှင်ဟိုဖန်ဟေးကာယဖာလုံးဝမကောက်ပါဘူးအဝေးကလောက်စားရဲ့ဖလိုက်ဘက်တွေကလည်းကာယဖာဒီတော့လည်းမကောက်ပါဘူးဒါပေမဲ့အဝေးကလောက်စားတဲ့လိုက်ပဲတဲ့ကဖာပိုကောက်တော့ဗောဗျာဒါပေမဲ့ကျွန်တော်ကဒီပွဲတွေမှာဗျာသူတို့နဲ့တင်းတွေးဆုံမှုတွေမှာဗျာဂိုးတွေအပြဲလိုက်နေတွေးတာဖြစ်တယ်ဗျာနောက်ပြီးလို့ရှိရင်လည်းဗျာပြီးခဲ့တဲ့ပတ်ကလည်းဘန်ရန်သေးကို9ခုတကိုးနဲ့ဟိုဖန်ဟေးသေးကဆုံးနေခဲ့တာဖြစ်ပါဒါပေမဲ့ဟိုဖန်ဟေးသေးကခြေတော်တော်ကောင်းနေဗျာဒါပေမဲ့ तू ကတွေးဂိုးတွေကို तू ကတွေးတယ်ဗျာဂိုးတွေပေးတယ်ဗျာဂိုးတွေတွေးတယ်ဗျာအဝေးကလာစားတဲ့ဖိုက်ဘက်တဲ့ကလည်းဂိုးတွေတွေးတယ်ဂိုးတွေပေးတယ်ဗျာဒီပွဲမှာကျွန်တော်တို့ဂိုးတွေအပြန်လန်မြတွေးရဖို့ကျွန်တော်တော့ထေးတယ်ဗျာဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ကိုကျွန်တော်ကြိုက်တယ်ဗျာဟိုဖန်ဟေးသေးနဲ့ဖလိုက်ဘက်သေးပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့လီပွာကူရှေအသင်းနဲ့စိတ်ပုတ်လီသေးပွဲစဉ်ဖြစ်ပါတယ်အဲ့ရှေလီပွာကူရှေသေးရတော့ဗျာတလုံး30ဆုပ်ပေါက်နေတာဖြစ်ပါတယ်ဂိုးပေါင်းကြီးကတော့3လုံး90အနိုင်ပေါက်နေတာဖြစ်ပါတယ်အဝင်းဝင်းကလောက်စားတဲ့စိတ်ပုတ်လီသေးရဲ့ကောက်ဖာဒီသေးရလုံးဝမကောက်ဘူးဗျာဘာလို့လဲဆိုတော့အဲ့ဝင်းတော်တော်လေးကောင်းပါဗျာအဝင်းဝင်းတော်တော်လေးအားနေတော့လို့မြင်တွေ့ရတယ်အဲ့ရှေလီပွာကူရှေသေးရကောက်ဖာတော်တော်လေးကောင်းနေတာဖြစ်ပါတယ်တလုံး30ဆုပ်ဗျာဒီပေါက်ကြီးကအရင်ပေါ်လို့ကျွန်တော်ထည့်ဗျာဘာဖြစ်လဲဆိုတော့လေပုတ်ကူစီကတော်တော်လေးခြေကကောင်းနေတာဗျာဒါပေမဲ့ဗျာအဝေးဝေးကလာတဲ့စိတ်ပုတ်လေးတွေကတက်စစ်ဆိုအချိန်မှာရောက်ရှိနေတဲ့တွေ့ဒီလိုကြီးပေါက်သွားလဲဖြစ်နေတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ဗျာဒီပွဲစဉ်မှာစိတ်ပုတ်လေးကဒီပွဲစဉ်ကိုတကြီးတော့ကစားနိုင်မလို့ကျွန်တော်မထည့်ဘူးဗျာအဲ့ရှင်လေပုတ်ကူစီကပဲအနိုင်ရောက်ရှိတော့လို့ကျွန်တော်ထည့်တယ်ဒီပွဲစဉ်မှာကျွန်တော်အဲ့ရှင်လေပုတ်ကူစီကြီးပေါအောင်တော့မလို့ကျွန်တော်ထည့်တယ်ဗျာလေပုတ်ကူစီဘိုဒီကိုကျွန်တော်ကြိုက်ပါတယ်ခင်ဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဆောက်တင်ပတန်သေးနဲ့လက်စတာစီဂျီသေးပွဲစဉ်ဖြစ်ပါတယ်အဲ့ရှင်ဆောက်တင်ပတန်သေးကတလုံး90အနိုင်ပေါက်တာဖြစ်ပါတယ်အဝေးဝေးကလောက်စားတဲ့လက်စတာစီဂျီသေးရဲ့ကားဖောက်တော်တော်လေးဆိုးွားနေရဗျာကိုမောင်ကြီးကတော့3လုံး30အနိုင်ပေါက်တာဖြစ်ပါတယ်အဲ့ရှင်ဆောက်တင်ပတန်နဲ့လက်စတာစီဂျီရဲ့6ပြည့်စစ်မှာဂျားရင်မှာတွေ့ထားတယ်ဗျအဲ့ရှင်လက်စတာစီဂျီသေးရဗျာ3ဂိုးပြနဲ့ဥဆောင်ထားတာဗျာလက်စတာစီဂျီတွေကတော့3ခုပြနဲ့ကြီးအောင်ထားတာဆိုတော့ဗျာဒီလက်စတာစီဂျီတွေကတော်တော်လေးကိုကောက်တော့ပေါ့ဗျာဒုတိယပိုင်းလည်းကြောက်တော့ဗျာ4ခုပြသွဲပြီးဟို3ခု4ခုနဲ့အဲ့ဒါဆောက်တဲ့ပတဲကအနိုင်ရရှိသွားတယ်ဗျာဒီပွဲစဉ်မှာကျွန်တော်တေးသေးချာလေးကျွန်တော်စောက်ကြည့်ရတယ်ဘာဖြစ်လဲဆိုတော့ဗျာလက်စတာစီဂျီတွေကမနေ့ကနေပီးမီးယားလိကနေတက်ဆင်းသွားတယ်ဗျာချာပီယယ်စစ်ကိုသူရောက်သွားတယ်ချာပီယယ်စစ်မှာဗျာတော်တော်လေးရုပ်ကန်နေရတယ်ဗျာတက်ဆင်းစုံမှာတော့သူကအစစ်စုံသေးကို तू ကဗျာဘယ်လိုလဲဆိုတော့ရောက်ရှိနေတာဖြစ်ပါ तू ကတမ်းမရှိရောက်ဖို့အတွက်ပဲ तू ကဗျာဟိုဖက်မှာရုပ်ကရမှာဖြစ်ပါဒါပေမဲ့ကျွန်တော်တို့ဒီပွဲစဉ်မှာဆောက်တေးပတန်ကပဲနောက်တစ်စစ်ကိုကျွန်တော်တင်လန်းတော့မလို့ကျွန်တော်ထည့်ရဗျာဘာဖြစ်လဲဆိုတော့ Leicester City တွေက FP Plus ကို तू ကဗျာအာယုံစိုက်မှာမဟုတ်ဘူးဗျာဘာဖြစ်လဲဆိုတော့ဗျာ तू ကဟိုဖက်မှာတမ်းမရှိရောက်ဖို့အတွက်ပဲ तू ကရုပ်ကရဖို့အတွက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့ဗျာဒီပွဲစဉ်မှာကျွန်တော်ဆောက်တေးပတန်ကပဲအနိုင်ရရှိသွားပြီးနောက်တစ်စစ်ကိုတက်သွားမလို့ကျွန်တော်ထည့်ရဗျာ